နဲ့ပတ်သက်ပြီးလမ်းလေးလောက်အောင်ဒါစိတ်ပိုင်းဆိုင်နဲ့ပတ်သက်ရင်ဒါနားလည်ထားရမယ့်ချက်တွေမှာ EQ သူ့ကို emotional intelligence လို့လည်းခေါ်တယ် emotional quotient လို့လည်းခေါ်တယ် emotional intelligence လို့စိတ်ခံစားမှုဉာဏ်ရည်ပြခိုင်ပေါ့စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်ပြခိုင်အဲ့တော့ EQ ကောင်းတယ်မကောင်းဘူးဒီနေ့ခေတ်မှာလေအမြဲတမ်း EQ ထက်တဲ့ပြောတာရှိတယ်ဟဲ့လား EQ အခုဆို PQ တွေ XQ တွေအကုန်ပါလာပြီလေ spiritual creation physical ဒီ PQ တွေဒါတွေအကုန်ပါလာပြီ physical နဲ့ပတ်သက်တာတွေလည်းပါလာတယ်အဲ့တော့လူတစ်ယောက်ကျောင်းမှာအမှတ်ကောင်းရရင်အဲ့ဒါ IQ ကြောင့်ဘဝမှာအမှတ်ကောင်းကောင်းရရင်အဲ့ဒါ EQ ကြောင့်အလုပ်ကောင်းကောင်းရတယ်ဆိုတာ IQ ကြောင့်အဲ့ဒီလုပ်ငန်းခွင်မှာပျော်သလားအဆင်ပြေသလားဘလောက်လူတွေနဲ့တဲ့အောင်နေနိုင်လဲရ EQ နဲ့ဆိုင်တယ် EQ နဲ့ဆိုင်တယ်ဟိုယာတုကောင်းကောင်းရတယ်ဆိုတာဒါ IQ နဲ့ဆိုင်တယ်အဲ့ယာတုကောင်းကောင်းပေါ်မှာကိုကဟိုလုပ်ငန်းခွင်မှာကောင်းကောင်းမွန်မွန်ရှင်းသန်နိုင်သလားအဲ့ EQ နဲ့ဆိုင်တယ်ဒီလားအဲ့ EQ ကအရေးပါတယ် IQ ထက်တောင်ပိုအရေးပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါအဆိုပြုကြရပါတော့ EQ ကအရေးပိုပါတယ်အဲ့တော့ဒုတိယရဲ့ဘဝမှာအောင်မြင်ဖို့အတွက်မဖြစ်မနေလိုအပ်တဲ့ skill က EQ ပဲ EQ ပါတယ် soft skill training နဲ့စပြီးတော့လာပြီးဆိုရင်ပထမဆုံးကောင်းစရာ EQ ပဲ EQ ကစားနော်အဲ့တော့အခုအမက EQ ကို learning လုပ်လို့ရမယ်အချက်၅ချက်ပြောမယ်အဲ့အချက်၅ချက်ပြောမယ်ဘယ်နာသွားပြီးတော့ learning လုပ်လို့အဲ့၅ချက်အကာပြေးမလို့လို့ပြောစီပြောရတဲ့အချက်တွေတစ်ချက်ချင်းစီမှာကို EQ skill ကိုတစ်က30မှာအမှတ်လိုက်တယ်ဒီအချက်ကိုနားထောင်မြင်ငါရဲ့ EQ skill ကတစ်က30မှာဒီအချက်ကိုတစ်က30အမှတ်ပေးမယ်ဆိုဘယ်လောက်ရှိသလဲအဲ့ဒါအမှတ်ပေးမယ်နော်အမှတ်လိုက်ပြီ EQ နဲ့ပတ်သက်တဲ့ level လေးတွေ၅ခုရှိတယ်အဲ့တော့ဒီအချက်ကလေးတွေပေါ့အဲ့တော့ self awareness နံပါတ်1 self awareness self control self regulation self motivation empathy ၅ချက်အဲ့၅ချက်ကအစင်လိုက်ပဲအစင်လိုက်သွားမှာဒီသိချင် self awareness မိမိကိုမိမိသိချင်မိမိဘာခံစားနေရတယ်ဆိုတာကိုသိတယ်မိမိဘာဖြစ်နေတယ်ဆိုတာကိုသိတယ်မိမိဘာလုပ်နေတယ်ဆိုတာသိတယ်မိမိဘာပြောနေတယ်ဆိုတာသိတယ်မိမိကိုမိမိသိတာဟဲ့လားအဲ့တော့ခုန mindfulness တို့ပါတော့ဒီကောင်းလေးပဲချိန်တာပဲဒီကောင်းလေးချိန်တာပဲအဲ့တော့ပြပြမယ်နော်မှာရေးစားတယ်ရေးစားတယ်ရေတောက်ချင်တယ်ရေတောက်လိုက်တယ်ရေငက်ပြေသွားတယ်တင်ချလိုက်တယ်ရေကွက်ကိုဖုံးလိုက်တယ်အကုန်သိနေတာ process ကဟုတ်လားကုန်သိmeditation လုပ်ရင်လည်းအဲ့လိုပဲမှတ်တယ်မတို့တရားတွေပါပြန်ရှောက်ပြီးဆိုရင်လေလေတက်ချင်တယ်လို့မှတ်ရင်လည်းလေတက်လိုက်တယ်ဟာလေတက်လိုက်တယ်အဲ့တော့တတွေးမျိုးချချင်တယ်လို့မှတ်ရင်လည်းမျိုးချလိုက်တယ်အဲ့လိုပေါ့နော် process အကုန်လုံးကိုသိနေတဲ့စိတ်ဒါသိနေတဲ့စိတ်အဲ့ဒါပထမဆုံးအဆင့်ပဲအဲ့တော့ကိုဘယ်လောက်သိတယ်လဲကိုယ့်ရဲ့ခံစားချက်တွေနဲ့ပတ်သက်ပြီးဘယ်လောက်သိလဲကိုယ့်ရဲ့ကိုဘယ်လောက်တတိကတ်နေလဲတတိကတ်တယ်လေလို့မေးတာတတိကတ်အဲ့ဒါပထမဆုံးအဆင့်ပဲအဲ့ကောင်မရှိရင်ကျန်တဲ့၄ချက်ကဖြစ်ဖို့ခက်တယ်။ तू ကသူတော်ဘာဖြစ်နေမှမသိတဲ့လူကလေသူများအောင်နားလေပေးဖို့ဆိုတာမဖြစ်နိုင်သိလားအဲ့တော့ကိုယ်ခံစားချက်ကိုရင်နားလေရတယ်ကိုယ်အဆင်ပြေတယ်ကိုယ်အဆင်မပြေဘူးငါပျော်တယ်ငါမပျော်ဘူးငါဝမ်းနေနေတယ်ငါစိတ်တက်ကြနေတယ်ကိုယ့်ရဲ့ဖြစ်တည်မှုအကုန်လုံးလက်ခံကိုယ့်ရဲ့ခံစားချက်တွေကဘာနဲ့တူလဲဆိုတော့မြည်ရည်စီးကြောင်းနဲ့တူတာမြည်ရည်စီးကသူ့ဟာသူစီးစင်းနေတာကွာသိလားသူ့ဟာသူစီးစင်းနေတာအဆင်ပြေရလဲရှိရမပြေရလဲရှိရအဲ့အဆင်ပြေရလဲရှိပြီးမပြေတာလဲရှိနေတာကွာအဲ့ဒါအဆင်ပြေတယ်ပြောချင်တာစိတ်နဲ့ကြနေတဲ့နေ့ရက်တချို့ကလည်းအဆင်ပြေတယ်ပျော်စရာကောင်းနေတဲ့နေ့ရက်တချို့ကလည်းအဆင်ပြေတယ်ဘာမှလှုပ်ချင်ကန်ချင်စိတ်မရှိတာလည်းအဆင်ပြေတယ်လှုပ်ချင်ကန်ချင်စိတ်အပြည့်နဲ့ညညဆိုထားအောင်မြင်ချင်နေတာလည်းအဆင်ပြေတယ်သိလားငါတို့အဆင်မပြေတာကဘာလဲဆိုတော့လေဖြစ်နေတဲ့စိတ်ခံစားချက်တွေကိုဖြစ်နေတဲ့အတိုင်းသိပြီးတော့အဲ့တိုင်းမထားဘဲနဲ့စိတ်တက်ကြနေမကြအောင်နော်အဲ့စိတ်တက်ကအဲ့လိုလားဟုတ်လားငါစိတ်တက်ကဘာလို့ကြနေတာလဲငါအသက်ကဘာလို့ကွဲနေတာလဲငါကဘာလို့သူ့ကြောင့်ခံစားနေရမှာလဲလူကမျက်ရည်တွေနဲ့လားအဲ့ကွက်တွေလောက်တာအဲ့လိုမဟုတ်ကိုနာကျင်နေရင်လေငါနာကျင်နေတယ်ငါပင်ပန်းနေတယ်ငါငိုချင်တယ်ငါဝမ်းနေတယ်ငါပင်ပန်းနေအဲ့ဘာဖြစ်လဲဘာဖြစ်လို့ဒီလားအဲ့တိုင်းလက်ခံတွားပြီးတော့သူ့ဟာသူစီးစင်းနေတဲ့မြင့်ရည်စီးအရှိန်နဲ့နော်သူ့ဟာသူ emotion နဲ့အရှိန်နဲ့သူ့ဟာသူစီးစင်းသူ့ဟာသူအရှိန်နဲ့စီးစင်းနေတဲ့မြင့်ရည်စီးခြင်းအကြောင်းတွေကိုလိုက်ပိတ်ဆို့လိုက်ရင်ဘာတွေဖြစ်ကုန်မထင်လဲရှောက်ထွက်ကုန်အမရှောက်ပြီးတော့အဲ့သူ့လမ်းကြောင်းနဲ့သူမစီးစင်းတော့ပဲနဲ့လေပောက်ကရတွေဖြစ်ကုန်အဲ့မှာ live ကသိလားအဲ့လိုတွေဖြစ်ကုန်အဲ့တော့
emotion တွေဆိုတာကိုယ့်ဘဝတွေကိုအလဲလာတဲ့ဧည့်သည်လို့သဘောထားဧည့်သည်ဆိုရင်ဧည့်ဝတ်ကြည်ရတယ်ဧည့်ဝတ်ကြည်တယ်ဆိုတာ self awareness ပဲသိတာလာပြင်းကိုပြင်းတဲ့လူသားလေးလာပြင်းရင်ချင်းလေးငါနဲ့အတူတူနေအဲ့ခံလာအဲ့ပြင်းရင်ချင်းလေးကပြန်သွားလိမ့်မယ်ပြီးရင်တက်ကြွလာလိမ့်မယ်ဟုတ်လားအဲ့လိုပြန်ဖြစ်လာလိမ့်မယ်ဟိုနော်ပြင်းလို့ရလို့ပြောတာမဟုတ်ဘူးနော်ပြင်းလို့ရအဲ့အကြောင်းလေ emotion နဲ့အလုပ်လုပ်တာအမတို့အလုပ်လုပ်တယ်ဆိုတာ emotion နဲ့သွားလို့မရအောင် emotion ကိုလက်ခံခိုင်းတာသူ့နောက်ကိုလိုက်ခိုင်းတာမဟုတ်ဆရာကြီးအောင်ချိန်လားပြောတာလေးရှိတယ်စိတ်ခံစားချက်နောက်တာစိတ်ရှိတိုင်းလိုက်ကြီးဆိုရင်အသက်တောင်ပြန်ပါလာမှာမဟုတ်ဘူးတဲ့အဲ့ဒါအမရန်သဘောကျတယ်စိတ်ခံစားချက်နောက်တာစိတ်ရှိတိုင်းလိုက်ကြီးဆိုရင်အသက်တောင်ပြန်ပါလာခံစားချက်နောက်တာစိတ်ရှိတိုင်းလိုက်ကြီးဆိုရင်တဲ့အသက်တောင်ပြန်ပါလာမှာမဟုတ်ဘူးအဲ့ဒါပေါ့နော်အဲ့စာကြောင်းလေးရန်သဘောကျတယ်အဲ့အလုပ်ကတော့လုပ်တယ်မှန်တယ်ဒါပေမဲ့တချို့ရက်တွေမှာခံစားချက်မကောင်းလေခံစားချက်မကောင်းအလုပ်ကတော့လုပ်နေရပဲအဲ့ဒါ is okay အဆင်ပြေတယ်ကိုတော့သိနေရတယ်ဒီနေ့တော့မှုမကောင်းဒီနေ့တော့မှုကောင်းတယ်ဟုတ်လားမှုကောင်းတဲ့နေ့ပို့လို့မှုတိတ်မကောင်းတဲ့နေ့မှာလောရမှာမို့လို့လုပ်လိုက်ဒါပဲလောက်ကတော့မပြတ်စေနဲ့လေကိုအိမ်မက်တွေကကိုအိမ်မက်တွေကကိုခံစားချက်တွေဂီယူဆိုင်မှာမဟုတ်ဘူးကိုဘာလုပ်နေလဲကိုပဲဂီယူဆိုင်တာကိုအိမ်မက်တွေကလေသိလားအဲ့တော့ဒါပေမဲ့ခံစားချက်ကိုဂီယူမဆိုင်လို့လည်းမရအောင်အတိအမှန်ပြုပါဝမ်းနဲ့နေကိုဝမ်းနဲ့နေတယ်ကိုပင်မနေကိုပင်မနေတယ်အဲ့တော့ငါလေးဘာလုပ်ချင်လဲငါလေးဘာစားချင်လဲငါလေးကိုဘယ်လိုလုပ်ပေးရမလဲဟုတ်လားကိုလေအဲ့လိုပြောသိလားကိုတခြားသစိမ်းတယောက်ကိုနှစ်သိမ့်တယ်လို့နှစ်သိမ့်ခယူးဆိုင်ပေးအချိန်ပေးဒီလားအဲ့ဒါလောက်တဲ့နဲ့အဲ့တော့ self awareness ရှိဖို့ဆိုတာတတိကပ်ရမယ်တတိကပ်မှဖြစ်မယ်တတိကပ်ပါအချိန်တိုင်းမှာတစ်ချိန်မှာတစ်ခုပဲ outside grounded ဖြစ်တဲ့စိတ်နဲ့တတိကပ်21 campaign မှာလာမှာနော် self awareness day ဆိုပြီးလာမှာအဲ့ကြရမှာတနေ့ကုန်တတိနဲ့နေပြီးညကြရင်ပြန်မေးတာ percentage ဘယ်လောက်တတိကပ်ခဲ့လဲတရားမှာဘယ်လောက် percentage ကပ်ခဲ့လဲအဲ့လိုမတွက်တော့ဘူးဆိုတော့ကအဲ့တတိမကပ်လို့ပဲဟုတ်လားကိုတတိကပ်ရင်ကိုသိတယ်အဲ့လိုမျိုးအဲ့တော့ဟိုကိုတတိကပ်ဘာလုပ်ချင်လဲဘာဖြစ်ချင်လဲဘာလုပ်နေတယ်အဲ့ဒါတတိကအမှားနေတယ်သူ့ရဲ့ကောင်းကျိုးတွေပြောမယ်နော် self awareness ရှိတဲ့တတိရှိတဲ့လူတစ်ယောက်ရဲ့ကောင်းကျိုးတွေကဘာလဲဆိုတော့နံပါတ်1အမှားနေတယ်သူ့ကိုယ်သူဒုတိယအဆင့်ဖြစ်တဲ့ self control သူ့ကိုယ်သူကောင်းကောင်းထိန်းနိုင်တယ်သူ့စိတ်ခံစားချက်ကိုသူနားလည်ပြီးကိုင်တွယ်နိုင်တာဖြစ်တဲ့အတွက် तू ကသူများဒုက္ခမဖြစ်စေဘူးသူ့ကိုယ်သူလည်းဒုက္ခမဖြစ်စေဘူးအဲ self awareness ရဲ့ကောင်းကျိုးတွေပဲတတိမရှိတဲ့လူကအမှားများတယ်မျက်လုံးမှိတ်ပြီးကားမောင်းကြည့်ပါလားဘယ်လိုနေမလဲမျက်လုံးမှိတ်ပြီးအိတ်ကြည့်စမ်းမှအချစ်ရတော့မဟုတ်မျက်လုံးမှိတ်ပြီးကားမောင်းကြည့်ရင်တိုင်နေပတ်ကုန်ပါပဲဟဲ့လားတိုက်ကုန်ပါပဲတတိကားမောင်းရင်လေတတိလွတ်လို့မရအောင်လေတတိတစ်ချက်လွတ်တာနဲ့အပြေးဆောင်ပြီပဲတနည်းရအောင်သိလားကိုကကားမောင်းနေကိုကတကယ်ပြောတာသိလားအရင်တတိထားdashboard မှာအချိန်အခါတလေနိုင်ကောက်ကြည့်လိုက်တယ်ဖတ်ခနဲ့နိုင်ကောက်ကြည့်လိုက်ချိန်မှာရှေ့ကားရဲ့ဗရိတ်မီကိုမမြင်လိုက်အဲ့ဒါတော့ကျုံမဲ့အလားလာတယ်တတိတစ်ချက်တည်းနော်တစ်ချက်တည်းပဲအဲ့ကြောင့်တတိတစ်ချက်ကအသက်တစ်ချက်အသက်ပါအပြီးပါဟောနိုင်တယ်ဆိုအဲ့ဒါပဲတချို့ကိစ္စတွေအဲ့တတိကိုလေ့ကျင့်ရတယ် practice လုပ်ရတယ်အဲ့ဒါအရင်ကောင်းတယ်အမမှာရှိရဲ့အားသာချက်တစ်ခုပြောပါဆိုရင်အဲ့ meditation ကြောင့်လည်းပါလိမ့်မယ်အမအဲ့ဟို self awareness ကအမ level မှာကြိုက်တယ် self awareness ကိုကြိုက်တယ်ဒါတော့ပြပွားကြီးကြိုက်တာတော့မဟုတ်လေ့ကျင့်ဖို့တော့လို့တည်တယ်ဥပမာဘယ်လိုမျိုးလဲဆိုတော့အမကဒီလုပ်တစ်ခုအာရုံစိုက်မယ်ဆိုအဲ့ဒါ 100% ပဲ100% attention အဲ့တလုပ်တယ်လူတယောက်ကိုအာရုံစိုက်မယ်ဆိုတော့100%ပဲအဲ့တစ်ခုလေအာရုံစိုက်တယ် assignment ရေးမယ်ဆို assignment 100%အလုပ်လုပ်ရင်အလုပ်ကို100%အာရုံပြတ်လွင့်နေဆိုတာမှမရှိဘူးအဲ့ဒါအခါလေးအဲ့ဒါပြန် break over ကိုယ့်ကိုပြန် break over ကားမောင်းလည်းအဲ့တိုင်းကားမောင်းလည်း100%အာရုံစူးစိုက်မှုအပြည့်ပဲအဲ့ကြောင့်ကားအစီအစဉ်တစ်ခါမှမဖြစ်ဘူးဒီနေ့ဒီချိန်ကြီးတော့မဖြစ်သေးမဖြစ်ဘူးကိုလက်ကိုချီကိုရောဒီကားကငါ control အောက်မှာရှိတယ်ကြောက်တယ်ကားမောင်းရင်ကြောက်တယ်ဆိုတော့မှမရှိဘူးဒီကားကငါ control အောက်မှာရှိတယ်ငါတတိအောက်မှာရှိတယ်အဲ့ပုံစံနဲ့မောင်းအနေနဲ့တစ်ခါမှဖြစ်ဘူးအဲ့တော့အဲ့မှာဘာပြောပြချင်လဲဆိုတော့ self awareness ရှိခြင်းကအမှားနည်းစေတယ်အဲ့လိုပဲမရှိရင်လည်းအရင်အနေများတယ်လေ့ကျင့်ပါလေ့ကျင့်ထားတဲ့စိတ်ကလေ့ကျင့်ထားတဲ့သူမှာပဲရှိတယ်တခြားလူမှာမရှိဘူးပါဇက်ကပြောတာလေးနားထောင်ရုံနဲ့လည်းရှိမလားအဲ့ဒါဘယ်လိုလေ့ကျင့်ရမှာလဲပြောမယ်နော်ဘယ်လိုလေ့ကျင့်ရမှာလဲပြောမယ်အခုစာသင်ချိန်အပြည့်ဝအောင်စိုက် mindfulness ဖြစ်အောင်နေပကံစင်းရင်ပကံစင်းရဲ့တလို့အောင်စိုက်စာလုံးရင်စာကိုပဲအောင်စိုက်အကုန်ပြသားတစ်ချိန်မှာတစ်စိတ်ပဲထားတလို့ပဲလုပ်အဲ့ဒါ practice ပဲ okay လားအလုပ်မှာအလုပ်လုပ်မယ်ဆိုရင်လေမင်းကြိုက်တာရမကြိုက်တာခံစားချက်တွေပဲအလုပ်ကိုအလုပ်မလို့အောင်ဆိုင်အဲ့လေအလုပ်မှာပြဿနာအလုပ်မှာပေါင်းတင်ဆက်ဆံရေးပြဿနာများတဲ့အဖွဲ့တွေ
အဖွဲ့တွေကလေကိုယ့်အလုပ်ကိုမလုပ်လို့အဲ့လိုပဲဘဝမှာပြဿနာများတဲ့အဖွဲ့တွေကလေဒါကိုယ့်အလုပ်ကိုမလုပ်လို့ဒါစိတ်ဆိုးလည်းမတက်နိုင်ဒါတကယ်ပြောတာသိလားပြဿနာတွေများနေတဲ့အချိန်တိုင်းကိုသတိထားကြည့်လိုက်ကိုယ့်အလုပ်ကိုမလုပ်လို့ကိုအာယုံမဆိုင်ကိုယ့်အလုပ်ကိုမလုပ်အဲ့ဒါကြောင့်မလို့ဘဝပြဿနာတွေများနေတာကိုယ့်အလုပ်ကိုလုပ်နေတဲ့လူတစ်ယောက်ကိုအာယုံဆိုင်ပြီးကိုယ့်အလုပ်ကိုလုပ်နေတဲ့လူတစ်ယောက်ကပြဿနာတွေကိုအာယုံဆိုင်ဖို့မအားဘူးသူများတွေကိုအာယုံဆိုင်ဖို့မအားဘူးစိတ်လည်းမအားဘူးလူလည်းမအားဘူးသိလားအဲကြောင့်အမအလုံးမှာအရန်အဆင်ပြေတဲ့ကလေးတွေလာပြောပြကြရရှိတယ်အမမေးတယ်အလုပ်သွားလုပ်တယ်ဆိုတာဘာလို့အဲ့အလုပ်ကိုသွားလုပ်နေရလဲကိုယ့်ရဲ့ purpose ကပါလေကိုယ့်ရည်ရွယ်ချက်ကပါလေအလုပ်လုပ်တာအလုပ်လုပ်ဖို့လေတခြားဘာဖြစ်ချင်တာအလုပ်သွားတယ်ဆိုတာအလုပ်လုပ်ဖို့လစာရဖို့လေဟုတ်လားဟုတ်လားအဲ့တော့အလုပ်လုပ်လေလစာယူလေရပြီမဟုတ်လားဘယ်သူနဲ့တဲ့ဖို့တွေအတင်းကြိုးစားပြီးတော့ဘယ်သူနဲ့မတဲ့လို့တွေအရန်ကြီးအဆင်မပြေတွေဖြစ်နေရတယ်အဲ့ဒါ priority မဖြစ်အောင်အလုပ်သွားတာအလုပ်လုပ်ဖို့အလုပ်မှာဘာလုပ်ရမှာလဲအဲ့အလုပ်မှာဘာလုပ်ရမှာလဲဆိုတာကိုလုပ်ရအောင်အဆင်ပြေအောင်လုပ်ကိုလုပ်ပဲဟုတ်လားကိုလုပ်ပဲအဲ့ဒါတတိထားမယ်နော်အဲ့ဒါတတိထားself awareness ရှိပါကိုယ့်အလုပ်ကိုလုပ်ပါ self awareness ကိုထိန်းတဲ့နည်းကိုပြောပါဆိုရင်ကိုယ့်အလုပ်ကိုလုပ်ပါကိုအာရုံစိုက်ကိုယ့်အလုပ်ကိုလုပ်ကိုအိမ်မက်တွေကိုအာရုံစိုက်ကိုတစ်နေ့တာအာရုံစိုက်အဲ့လူကပြဿနာကင်းတယ်ဘဝမှာနော် okay နောက်တစ်ဆင့်တက်မယ်အဲ့တော့ self awareness အားကောင်းတဲ့အဖွဲ့တွေကနောက်တစ်ဆင့် self control လည်းအားကောင်းပါလိမ့်မယ် self control self control ဆိုတာမိမိထိန်းချုပ်နိုင်ခြင်း self control သိလားအဲ့လိုပြောလို့လေ self control ဆိုတာမှစိတ်ကြနေတာယူမကြဘူးလို့ဒေါသထွက်နေတာယူမထွက်ရဘူးလို့အဲ့လိုထိန်းချုပ်တာမှားတယ်နော်ခုနပြောပြပါမြည်ရည်စီးကြောင်းဆိုတာမမေ့နဲ့မြည်ရည်စီးကြောင်းဒေါသလူတိုင်းထွက်တတ်တယ်လက်ခံလားဒေါသဒီထဲမှာဒေါသမရှိတဲ့လူတရားမှမရှိဘူးဟုတ်လားဒေါသမရှိတဲ့လူတရားမှမရှိဘူးနော်မရှိဒေါသမရှိဘူးဆိုတော့အဲ့ဒါလူမဟုတ်သိလားနော်ဒေါသဟိုဗာလေယဟန္တာတို့ဘာလို့ဖြစ်နေလောက်ပြီအဲ့ဒါဆိုလေတင်တန်းလာတက်နေမှာမဟုတ်ယဟန္တာတို့သောတာပန်ဟိုတကယ်ထွက်ရပေါက်တွေဖြစ်နေလေတင်တန်းလာတက်မှာမဟုတ်လေလူပုတ္တငါတို့လူသားတွေကသောတာပန်ဖြစ်ပြီးသွားရင်တော့မှလောဘဒေါသမောဟမပိတ်အပီးတိုင်းပယ်တက်နိုင်တာမျိုးမဟုတ်သောတာပန်ဖြစ်ပြီးသွားရင်တော့ရှိတယ်အနေနဲ့များသောတာပန်မှာရှိတာနဲ့ဒီပုရုဇဉ်မှာရှိတာနဲ့ပုံမတူတဲ့ပုံစံနဲ့ရှိတာပဲရှိတယ်အဲ့တော့ဒေါသလူတိုင်းမှာရှိတယ်ဒါမဲ့လေအဲ့ဒေါသကိုအချိန်မှန်နေရာမှန်လူမှန်ဒီဂရီမှန်နဲ့ဖော်ထုတ်နိုင်တဲ့စကေးကအဲ့ဒါ self control ပဲဒေါသထွက်ရမယ့်လူကိုဒေါသထွက်တဲ့အချိန်မှာဒေါသထွက်တဲ့ပမာဏလောက်ဒေါသထွက်တာအောင်ထိန်းချုပ်နိုင်တာလွယ်လားခက်လားလွယ်လားခက်လားခက်တယ်နော်ခက်တယ်နော်အဲ့ဒါစိတ်တက်ကတော့လူတိုင်းကြတော့ဟိုစိတ်တက်ကတော့လူတိုင်းကြဘူးမှာပဲစိတ်တက်ကြတဲ့အချိန်မှာကြွားတဲ့စိတ်တက်လေးကိုဘလို့ပေးကြပြီးတော့ဘလို့လေးဆွဲပြီးဘလို့self control ပဲ self control အမဂျာကြီးဆိုရင်အမဂျာကြီးတရားခုနသူ post တင်တာလေငါကြီးညာလိုက်ပြီလို့ခအသိကွယ်ကြီးညာလိုက်အသိကွယ်တက်ကွယ်ရအမသူ့ကိုမေးတယ်အမကိုဓာတ်လိုင်းပေးဘယ်နေ့သူ့အမမေးတယ်အသက်ကကွဲလို့ရတယ်အမကိုဓာတ်လိုင်းပေးဘယ်နေ့ဒီအသက်ကွဲမှာလဲအဲ့ဒါလေအမတို့ mentor အမတို့ training ပေးခဲ့တဲ့နည်းပဲဒီလားစိတ်ကညစ်လို့ရတယ်ဓာတ်လိုင်းနဲ့ညစ်တဲ့24နာရီမကြော်စင်းနဲ့ဓာတ်လိုင်းနဲ့ညစ်24နာရီမလုံးလား36နာရီကိုယ့်ကိုဓာတ်လိုင်းပေးလိုက်စိတ်ညစ်ဘယ်နေ့ထိညစ်ဓာတ်လိုင်းပေးလိုက်အမလည်းလို့ပဲအမစိတ်အဆင်မပြေရင်လေကိုယ့်ကိုခွင့်ပြုတယ်စိတ်အဆင်မပြေခွင့်ပြုတယ်ဓာတ်လိုင်းနဲ့နာရီနဲ့အဲ့လိုခွင့်ပြုတယ်အဲ့ဓာတ်လိုင်းနဲ့ညစ်တဲ့ဓာတ်လိုင်းတောင်းလိုက်တယ်သူကြီးကအဲ့သူစင်ပြေပါပြီလားအဲ့လှည့်စားခြင်းပဲစိတ်ရဲ့လှည့်စားစိတ်ကိုလှည့်စားလို့ရတဲ့နည်းတစ်ခုပဲအဲ့တော့ control self control ဒီတက်ချင်တဲ့ depression စောင်းတွေနားထောင်ပြီးတော့အဆင်းကိုဘိမ့်တက်ပေးတယ်လို့မျိုးခံစားချက်ကိုမလှုပ်ပေးရအောင်အဲ့ဒါမှားတယ်သိလားကို control လုပ်ရတယ်တဲ့စိတ်ညစ်ခွင့်ပြုတယ်ဒါပေမဲ့ပုံစံတစ်ခုနဲ့ပေါ့မစိတ်ညစ်ပြီဆိုမှစာသိဖတ်တယ်ဘာမှမလုပ်တော့စာပဲဖတ်တော့စာပဲစာအုပ်တွေတုပ်ပြီးစိတ်အဆင်မပြေမချင်းဖတ်တယ်အဲ့ဒါအကျင့်ဖြစ်နေအောင်စိတ်အဆင်ပြေစာဖတ်တဲ့အကျင့်ဖြစ်တယ်စာဖတ်ပြေပါအဲ့တခုခုနဲ့ကင်တွဲရတယ်
okay ပါအဲ့တော့ self control ကောင်းဖို့အတွက်ဒါ practice လုပ်ကြမယ်ခံစားချက်နောက်ကိုစိတ်ရှိတိုင်းသာလိုက်ကြည့်ဆိုရင်အသက်တာပါလာမှာမဟုတ်ဟုတ်လားအဲ့တော့ကို self awareness ရှိဖို့ self awareness ရှိရင် self control ကအလိုလိုတက်လာလိမ့်မယ်ဟုတ်လားလောကမှာဘသူမှနိုင်ဖို့မကြိုးစားနဲ့ဘယ်အရာမှအောင်နိုင်ဖို့မကြိုးစားနဲ့စိတ်တစ်ခုကိုပဲကိုယ်စိတ်ဆိုတဲ့စိတ်တစ်ခုကိုပဲအောင်နိုင်အောင်ကြိုးစားမင်းတစ်လောကလုံးနိုင်မိတာမှတ်တစ်လောကလုံးနိုင်ဒါဗုဒ္ဓလည်းပြောခဲ့တာဟုတ်တယ်ဟုတ်တယ်ဗုဒ္ဓလည်းပြောခဲ့တယ်စိတ်တစ်လုံးနိုင်ရင်အကုန်နိုင်ပြီလောကကြီးကိုနိုင်ပြီလောကကြီးကိုအနိုင်ယူခြင်းကိုယ်စိတ်ကိုနိုင်အောင်ထိကိုယ်စိတ်ကိုနိုင်အောင်ထိအဲ့စိတ်နိုင်အကုန်အဲ့ဒါကိုကစားလုံးမယ်လို့စိတ်ထားလိုက်အဲ့စားလုံးတဲ့နေရာမှာစိတ်ကနေအဲ့စားရအောင်ပတ်စံရှာမယ်လို့စိတ်ကိုထားလိုက်ပတ်စံရအောင်မမိုက်ဘူးလားမမိုက်ဘူးလားမိုက်တယ်တကယ်မိုက်တယ်စားလုံးရင်စားရရမယ်လုံးရင်လုံးဖြစ်ရမယ်ပတ်စံရှာရင်ပတ်စံရရမယ်စားရင်ဒေါ်လာရမယ်မမိုက်ဘူးလားအဲ့ self control ကောင်းမှအဲ့ဒီ power ကိုရ super power ရအဲ့လိုမဖြစ်တဲ့၍အဲ့ self control ကိုမနိုင်တဲ့၍အမှတိုင်ပတ်နေမှာလောကီရေးရာကိစ္စအဝဝနဲ့ဟိုလူကြောင့်ဟိုအကြောင်းဟိုအကြောင်းကြောင့်ဒီအကြောင်းကြောင့်ဘောင်းဆောင်တိုင်ပတ်နေမှာပဲအဲ့ဒါသတိထားမယ် self control နိုင်အောင်ထိန်းနောက်တစ်ခုက self regulation အမပို့ပေးမယ်နော် self regulation ဆိုတာကလေဟိုပြုတ်လွယ်ပြောင်းလွယ်ပြင်လွယ်ရှိတဲ့စိတ်ကိုပြောတာခေါင်းမာတဲ့လူတွေကိုတွေ့ဘူးလားဒီ zone ထဲမှာမြင်နေရတယ်လေတခြားကြည့်နော်ခေါင်းမာနေတဲ့လူမြင်ရလားနော်အဲ့တော့ self regulation ဆိုတာကသူကလေဟိုရှွန့်ရုပ်ကလေးဂျုံရုပ်ကလေးလိုပဲငါတို့ငငယ်ကဆော့ရဟာဟိုပုံသွင်းလို့ရတယ်ခေါင်းမာတဲ့လူတွေမှာအဲ့ကောင်အားနေတယ်အဲ့ဒါအားနေတယ်လောကကြီးဆုံးမကျွတ်မဲ့အဖွဲ့တွေရှိတယ်ဒီလားပြပြမယ်နော်သူက self regulation ဆိုတာကဥမာကိုမှားနေလေအော်ငါမှားနေရတကယ်မှားနေပြောတာနော်တကယ်မှားနေအော်ငါမှားနေရပဲဆိုပြင်လိုက်တာပြုတ်လွယ်ပြောင်းလွယ်ပြင်လွယ်ရှိတာကိုမှန်နေတယ်အော်ငါမှန်တယ်ကိုမှားနေတယ်အော်ငါမှားနေတယ်အဲ့တောင်းမှမှားတယ်မှန်ရင် okay ပါတယ်အဲ့လို regulation အားကောင်းလာလို့ခေါ်တယ် regulation အားနဲ့လူရကြတယ်မှားနေတယ်လို့ပြောရင်တော့လေဘာဖြစ်လဲမှားတာအေးမှားတာဘာဖြစ်လဲသိရလေမှားတာသိရအဲ့လားဘာဖြစ်လဲအဲ့ဒါနော်အဲ့လိုဖြစ်တတ်တယ်နော်အဲ့လိုလူတွေကအဲ့ဒါပြဿနာရှိတယ်အဲ့လေ regulation အားကောင်းဖို့အတွက်ဘာတွေလုပ်ရမလဲပြ self regulation အားကောင်းဖို့အတွက်နံပါတ်1ကိုဆုံးမသိလားကိုဆုံးမငါဘာတွေမှားနေပြီငါဘာတွေမှန်နေရဲဆိုတာကို self awareness နဲ့သိအောင်လုပ် self control နဲ့နိုင်အောင်ထိန်း self regulation နဲ့ပြုပြင်ကိုဆုံးမကိုဆုံးမလို့မရတဲ့လူကိုသူများဆုံးမလိမ့်မယ်ကိုလည်းမဆုံးမဘူးသူများဆုံးမတာလည်းမခံဘူးဆိုရင်လေလောကကြီးကဆုံးမလိမ့်မယ်အဲ့ခါကျရင်မင်းတို့ကောင်းကောင်းကိုကောင်းကောင်းဆုံးမမှာမဟုတ်လောကကြီးကသိလားလောကကြီးကဘယ်လိုဆုံးမမှာလဲဆိုတော့လေဟိုလောကရဲ့ရိုက်ချက်တစ်ခုနဲ့မင်းကိုဆုံးမလိမ့်မယ် awaken ဖြစ်အောင်လို့အဲ့ဒါတော့မှ awaken မဖြစ်အဲ့ဒါရှောမှာပဲဒါရှောပြီးသားမှန်နော်အဲ့တော့နံပါတ်1ကကိုဆုံးမဆရာကြီးဦးအောင်တင်ပြောခဲ့ရဆိုအရင်သဘောကျအဲ့ဟာလေကိုဆုံးမကိုမဆုံးမရင်လေသူများဆုံးမတာခံရလိမ့်မယ်အဲ့သူများဆုံးမရင်ကိုဆုံးမအထက်အဲ့ဆိုးလိမ့်မယ်ကိုဆုံးမကိုဘာပြုပြင်မို့လို့လဲပြုပြင်ကိုမခိုင်းရင်သူများခိုင်းတာခံရလိမ့်မယ်အဲ့လိုက်စကားကိုမခိုင်းသူများခိုင်းတာခံရလိမ့်မယ်ဟုတ်လားသူများခိုင်းတာမခံခြင်းကိုခိုင်းသူများဆုံးမတာမခံခြင်းကိုဆုံးမအမအတွက်ဆိုလေအမအတွက်ဆိုလို့ရှိရင်တကြုံမှုတာပါနော်အဲ့လိုပါနော်သူများကလေအဲ့လိုလောက်ရရှိတာကိုသူများကအဲ့လိုမျိုးနေမလောက်ဘူးလားနေလောက်ရမယ့်ဟာအဲ့လိုမျိုးဟာကိုအဲ့အတ္တကိုမခံစားနိုင်အဲ့တော့လေကိုလောက်ရမယ့်ဟာကိုတာဝန်နဲ့ကိုပြအောင်လုပ်ထားလိုက်ပြီးရောသူများအဲ့လိုမျိုးလာခိုင်းပြီးတော့အဲ့လိုမျိုး push လုပ်တာအဲ့ဒါမျိုးမဆောင်ကိုလောက်ရမယ့်ဟာကိုလုပ်ထားလုပ်တဲ့လုပ်အဲ့ဒါလုပ်တဲ့နေဟာ
လောကကြီးကဆုံးမတဲ့အချိန်ကျရင်ဘယ်လိုဆုံးမလဲသိလားပတ်စံမရှိခြင်းစင်ရဲခြင်းစိတ်စိတ်ထိခိုက်ခြင်းအဲ့ဒါမျိုးနဲ့လောကကြီးကလာဆုံးမတတ်တယ်ငွေကိုကောင်းကောင်းမွန်မွန်စီမံခန့်ခွဲဖို့အတွက်ကိုမဆုံးမရင်ကိုမဆုံးမရင်ကိုသူများဆုံးမလိမ့်မယ်အဖေတို့မေတို့ကိုချစ်တဲ့လူတွေဆုံးမလိမ့်မယ်အဲ့ဒါပြဿနာမရှိသေးဘူးဟဲ့လားအဲ့လိုမှအဲ့ဒါလည်းနားမထောင်ဘူးဆိုရင်ဘယ်သူဆုံးမမှာလဲလောကကြီးကဆုံးမလိမ့်မယ်မွဲစမ်းနေမွဲစမ်းလို့ဆုံးမလိမ့်မယ်သိလားကိုမထိန်သိမ်းကိုစိတ်ကိုမထိန်သိမ်းအဲ့လိုမျိုးဖြစ်လာပြီဆိုရင်လေနေစိတ်ညစ်စမ်းဆိုပြီးတော့ဆုံးမလိမ့်မယ်ဟုတ်လားနေအသေးကွဲစမ်းဆုံးမတတ်တယ်နော်ဆုံးမတတ်အခယူဆိုင်ရတယ်နော်အဲ့ဒါ self regulation ကောင်းဖို့အတွက်လိုအပ်တာလေး self regulation ဆိုတာကိုပြုတ်လဲပြောင်းလဲပြင်လဲရှိတာမှားနေပြင်လိုက်တဲ့ open mind ဖြစ်တာပေါ့အဓိက open mind ဖြစ်တာပွင့်လင်းတဲ့စိတ်ရှိတာအဲ့ဒါကိုပြောတာနောက်တစ်ခု self motivation သူက inner နေလာတာအပြင်ကကြားနေရတဲ့ motivation တွေမဟုတ်ဥပမာမင်းတို့စောက်ဖတ်တယ်အခုသင်တန်းတက်တယ်အဲ့ဒါ motivation external motivation လို့ခေါ်တယ်အပြင်ကလာတဲ့ motivation အတွင်းကလာတဲ့ motivation ကကြတော့ self motivation ကိုလုပ်ရမယ့်အလုပ်ကိုလုပ်ရမှာမို့လို့လုပ်တာဘယ်သူမှမပြောပြမယ်အဲ့ဒါ self motivation ကိုလုပ်တဲ့အလုပ်ကိုလုပ်တဲ့လို့လုပ်တာဘယ်သူမှမပြောပြမယ်ကိုမလုပ်တဲ့အလုပ်ကိုမလုပ်တဲ့လို့မလုပ်တာအဲ့ဘယ်သူမှမပြောပြမယ်အဲ့ဒါကိုပြောတာနားလေလားအဲ့ဒါ motivation ပဲ self motivation အဲ့ဒါနားလေရမယ် internal motivation external motivation နှစ်မျိုးရှိတယ်အဲ့ external ကအပြင်ကနေယူတာအပြင်ကနေလည်းယူရတယ် motivation ဆိုတာတနေ့နည်းနည်းတော့ကိုကယူရတယ် internal motivation ကိုလည်းတိဆောက်ရတယ်အဲ့ internal အဲ့ဒီ self motivation အကောင်လုံးလို့ရတဲ့နည်းလမ်းတွေပြောမယ်နော်အဲ့ဒါတွေလုံးလို့ရတဲ့နည်းလမ်းလို့ပြောရင်လုံးမပဲရမှာနော်မလုံးရင်မရဘူးအဲ့ဒါပြက်တယ်သိလားအမခိုးရတာပြောသွားတယ်လုံးရမယ့်နည်းလမ်းတွေကလုံးမပဲရမှာနော်နှုတ်ရေးလုံးနဲ့မရအောင်နော်နှုတ်ရေးအောင်နဲ့မရအောင်အခု self motivation အကောင့်ကျင်တဲ့အဖွဲ့တွေကိုယ့်ရဲ့ goal setting ကိုမြင်ရတဲ့နေရာမှာကတ်ထားကိုမြင်ရမယ့်နေရာမှာကတ်ထားရွတ်ပါဇက်က incantation ရွတ်မယ် affirmation ရွတ်မယ်ကိုယ့်ရဲ့ goal setting တွေကိုရွတ်မယ် vision board တွေဆွဲပြီးထုတ်ထားမယ်အဲ့ဒါ self motivation တက်တယ်ထွက်လာလိမ့်မယ် self motivation အခုအမညီမအခန်းမှာထိုင်နေရလေသူရှေ့မှာအမညီမဆိုတော့အမကတ်ထားတာကြီးအများကြီးပဲစာဖတ်တယ် time table ဆွဲတပတ်တစ်ရက်နာတရားထိုင်တရားနာ2025ခိုးသွားအဲ့တရွက်ကတ်ထားတယ်တရက်ကို12နာရီစာလုပ်ခြင်းရှိရမယ်အဲ့ဒါမှလိုချင်တဲ့ပန်းနိုင်ကိုရမှာအဲ့ဒါသူကတ်ထားတာ2026ကိုတွေးပြီးတော့အသိစိတ်ကတ်ထားပါအနာဂတ်ကိုနှောက်နှေးစေမယ့်အရာတွေမလုပ်မိပါစေနဲ့သူကသူရီးစားမထားဖို့သူ remind လုပ်ထားတာရီးစားတယ်ကလေးသူအောက်ဘဲတွေလဲညီမကနေမှလာနေရအောက်ဘဲတွေလဲအောက်မှာရှိသေးရဲ့ဗာရေးတာတယ်ကြည့်လိုက်အောင်မဲကြပြလေးရေးတာရီးရ negative တွေက negative တွေကိုပဲဆွဲဆောင်တယ်သူရေးတာတယ်ရေးစားကို remind ဖြစ်စီမဲ့စာလေးကတ်ထားတယ်အဲ့ဒါပါလေ motivation self motivation right အမလည်းကတ်ထားတယ်အမခံနေမှာလေ go to expert ဟုတ်လားပြီး vision တွေလည်းကတ်ထားတယ်ကျမမဝီဒီ2026ဇန်နဝါရီလ1ရက်နေ့တလမြန်ငွေဘယ်လောက်ရရှိတော့သူဖြစ်ချင်ပါသည်ကတ်ထားရွတ်အဲ့ဒါ self motivation ပဲမလို့ရင်မရအောင်လုပ်ရင်ရမှာဟုတ်လားကိုမောင်းနှင်ဖို့ဆိုရဲ energy ကိုကိုဥရတယ်ကိုစုရတယ်ကိုเจ้าကိုနားလဲပြီးကိုတွန်းရတယ်နော်ကိုတွန်းရတယ်လူတိုင်းကလေ motivation ရပုံရနည်းတွေမတူဘူးကွာသိလားတယောက်နဲ့တယောက်မတူတာမင်းတို့ဘယ်လိုဆို motivation ဖြစ်လဲအမဆိုဘယ်လို motivation ပဲတယောက်နဲ့တယောက်မတူတာကိုเจ้าကိုတည်ပြီးတော့ကိုဘယ်လို motivate တက်လဲအဲ့ဒါကိုလုပ်ရမယ်နော်အဲ့ဒါကိုလုပ်ရမယ် okay လား okay နောက်ဆုံးတစ်ခုက empathy ကိုချင်းစာတရား empathy စံပတ်တီးကတနာတာပေါ့နော်ညာတာထောက်ထားတနာညာတာစံပတ်တီး empathy ကကိုချင်းစာတာကိုချင်းစာရဲဆိုတဲ့စကားကလေဟိုစာလုံးတစ်လုံးနဲ့ဆိုပေမဲ့အဲ့ဒါလွယ်တာတော့မဟုတ်ဘူးသိလားဟိုမကိုနေရာနေသူ့ကိုချင်းစာနိုင်မှာမဟုတ်သူ့နေရာကိုမဝင်ကြည့်မချင်းဟုတ်လားမဝင်ကြည့်မချင်းပါအဲ့တော့လူတစ်ယောက်က self aware နဲ့ကိုနားမလဲတဲ့လူကသူများကိုချင်းစာပေးဖို့မဖြစ်နိုင်ဟုတ်လားကိုနားလေကိုတတိနဲ့ကိုတတိရှိနေမှာဒီ empathy ကနားလေမှာ empathy ကိုနားလေ empathy ကလိုအပ်တယ်နော်ဘဝအောင်မြင်မှုအတွက် empathy ကလိုအပ်တယ်ဥပမာအမစတင်တယ် empathy ဘယ်လိုထည့်ပြီးစတင်မလဲကို professional ထဲမှာ empathy ဘယ်လိုထည့်ငါသာចောင်းသားတစ်ယောက်ဆိုရင်ငါဘယ်လိုပုံစံနဲ့စတင်ကြလဲ3 နာရီဇက်တိုက်စာအသင်ခံရရင်တော့မပြင်းအောင်
ငါကြာចောင်းသားတယောက်ဆိုဘလို့အသင်ခံခြင်းလဲအဲ့ပုံစံ empathy နဲ့တင်တာအားကြောင့်မို့လို့အမစာတင်ချိန်ကြီးက3နာရီ4နာရီဘယ်သူမှလေ3နာရီ4နာရီကိုဟိုရွေးပလဲနေရလို့မပါအောင်ရွေးပလဲနေစာရီရဲ့ရွေးပလဲနေလို့စာတင်ချိန်မှာတော့အမပေးနိုင်တဲ့အမရဲ့ training method တွေနဲ့အမအကောင်းဆုံးပေးတယ်အဲ့တော့ဟိုပြင်တော့အမမင်းတို့ tax တွေဖြေခိုင်းမှာရှိတယ်အဲ့တော့ကိုသားចောင်းသားတယောက်ဆိုဘလို့ဆောင်းဝဲဖြေခြင်းလဲ open book ပဲဖြေခြင်းလဲဒီလား open book ပဲဖြေအဲ့တော့အမအဲ့လိုပဲစစ် open book ပဲစစ်ပြင်နောက်တစ်ခုကလေတလုံးကလေတေးအောင်စာရီချက်ခဲ့တာလေမှတ်မိတာလည်းမဟုတ်ဘူးသိလားမှတ်မိတာလည်းမဟုတ်ဘူးလောက်ခဲ့တာပဲမတွေးခဲ့တာတွေများတာအခုကစတင်နေဆိုတာဟိုဆက်မှာ emotional intelligence 5 ချက်ဗျမ်းရွတ်ပြပြောပြ definition တွေဖတ်ပြရတာပဲအဲ့ဒါမျိုးဖြစ်သွားလို့မရအောင်မမစတင်တတိထားကြည့်ဒီအကြောင်းအရာတစ်ခုကိုဒီအကြောင်းအရာတစ်ခုကိုဘာလဲဆိုတာရှင်းတယ်ပြီးသွားရင်အဲ့ဒါရှိခြင်းကောင်းကျိုးဆိုးကျိုးကိုပြောတယ်ကောင်းကျိုးဆိုရင်ဘာလို့လုပ်ရင်ဒီဟာရနိုင်လဲဆိုတာပြောတယ်အကုန်ကွင်းဆက်မိအောင်မှလိုက်ချက်အဲ့အတွက်စာလုံးတစ်လုံးကိုနိုင်ခွက်လည်းကြာနိုင်တယ်တစ်နိုင်လည်းကြာနိုင်တယ် PowerPoint slide တစ်ခုလည်းနဲ့တနည်းလည်းကုန်သွားနိုင်တယ်သိလားတလုံးကဟို definition ဖတ်ပြပြီးတော့တလုံးစာအလွတ်ချက်တဲ့ flow နဲ့သွားခဲ့တာလေတကယ်တက်လားတကယ်တက်လားနော်မေးရင်နာစရာကြီးထွက်လာအဲ့တော့လူကစဉ်းစားဖို့လိုတာစဉ်းစားမှပွင့်မှာပွင့်အောင်ကိုယ့်ရဲ့ thinking တွေကပွင့်အောင်အဲ့လိုဖြစ်တဲ့အထိသွားတာအဲ့လိုဖြစ်တဲ့အထိသွားဖို့ကကျောင်းဆီယမဆိုတာလည်းတစ်ချိန်တော့ကျောင်းသားပါပဲဟုတ်လားအဲ့တော့ကိုကျောင်းသားတယောက်အနေနဲ့ဆိုရင်ကိုဘယ်လိုစာအသင်ခံခြင်းလဲဆိုတော့မေးခွန်းကိုမေးပြီးတော့အဲ့လိုဆီယမဖြစ်အောင်လို့အဲ့ဒါအဲ့လမ်းရှောက်ရင်အဆင်ပြေတယ်ဟုတ်လားဆရာဝန်အဲ့ဒီတိုင်းပဲဆေးကန်းအောင်လာနေတဲ့လူနာတွေကိုသစိမ့်နေလို့သဘောမထားပဲငါမိသားစုဝင်လို့သဘောထားပြီးဆေးကုအဲ့ဆရာဝန်အောင်မြင်တယ်သိလားငါအဖေအမေဆိုရင်ဒီဆေးတိုက်ပြီးဒီဆေးထိုးမလားဘာမှမသိပဲနဲ့ညာမှမသိပဲနဲ့ဒီလိုလုပ်မလားမမမို့တေချာတိရအောင်တေချာစစ်ဆေးကုသမှုတွေလုပ်ပြီးမှတေချာအနာနဲ့ဆေးတက်အောင်ပေးမလားကိုယ့်ရဲ့ကိုချစ်တဲ့မိသားစုဝင်တယောက်ဆိုရင်ကိုဘယ်လိုဆေးကုသမှုပေးမလဲအဲ့ပုံစံမျိုးအဲ့ service မျိုးအဲ့လိုကုသမှုမျိုးပေးအဲ့ဆရာဝန်အောင်မြင်တယ်လက်ခံလားဘာပြောလက်ခံလားကိုယ့်ကိုယ့်ရဲ့မိဘပေါ့နော်ကိုယ့်မိဘဟိုတော်တော်နေထိုင်မကောင်းဖြစ်နေတဲ့အချိန်မှာဆေးကန်းတော့ပြတယ်ဆရာဝန်က1 နာရီလဲပုံမလား2 နာရီလဲပုံမလား3 နာရီလဲပုံမလားဆရာဝန်စီးဟိုနေဟာဆရာဝန်ဆောင်နေရတဲ့လူနာဒုက္ခတွေများပြီးတော့အဲ့အကွက်တွေအဲ့ service မျိုးကိုဆောင်ရကိုမိသားစုဝင်တွေဆိုအဖြစ်ခံကြလားဟုတ်လားအဲ့ဒါမျိုးစဉ်းစားတတ်တဲ့ဆရာဝန်ကနောက်မကြဘူးဒါအမပုံပွင့်လင်းပြောတာသိလားအဲ့တော့ဒါတွေကဘာနဲ့ဆိုင်လဲ empathy နဲ့ဆိုင်နေနော်အဲ့ဒါရှော့မတွက်နဲ့ဒီလား empathy နဲ့ဆိုင်ဈေးရောက်နေ customer ကိုလေ customer ကိုချင်းမထည့်နဲ့ကိုမိသားစုဝင်တွေကိုချင်းမထည့်တယ်လို့ပဲကို customer တွေဆိုရင်လေဟိုချင်းမင်းတို့ချင်းမထည့်နဲ့လောကကြီးက law equal return ဆိုတာရှိပြီးသားမင်းသူများကိုဒီဘက်မှာဒီလိုဆက်ဆံလိုက်ရင်လေတစ်ဖက်မှာမင်းကိုအဲ့လိုပြန်ဆက်ဆံမဲ့လူကနောက်မှာ ready ပဲရှေ့မှာသူများကိုချောင်းရိုက်ဖို့လုပ်နေမင်းတို့နောက်တစ်ခွေးမှာချောင်းရိုက်ဖို့စောင့်မင်းထက်အကောင်ကြီးရဲ့တတော်ဝါစောင့်နေပြီးသားပဲသူများကိုအနိုင်ကျင့်ရမလားကျင့်ရတယ်မင်းထက်အမင်းကိုကျင့်အနိုင်ကျင့်နိုင်တဲ့လူကရှေ့မှာစောင့်နေပြီးသားပဲအဲလောကကြီးရဲ့ formula ပဲသိလားအဲ့တော့ empathy မရှိတဲ့လူတွေကဒုက္ခရောက်နေမှာပဲအဲ့တော့ကိုဘာလုပ်ပေါ့နော်အမဝိုင်းစီရတယ်အမရဲ့မောင်လေးညီမလေးအမရဲ့အကိုအရင်အမအရင်အဲ့ဒါ empathy ပဲအဲ့လိုသဘောထားတယ်အဲ့လိုသဘောထားတဲ့ energy ကိုလည်း YCR တိုင်းမိတယ်မင်းတို့ရှေ့ကအတန်းပြီးွားတဲ့ senior တွေမင်းတို့လိုက်မေးကြည့်အဲ့ message ကအမြဲတမ်းမြင်ရတယ်အမတယောက်ဘေးမှာရှိနေတယ်လို့မျိုးတေချာပြောပြနေတယ်လို့မျိုးအဲ့လိုခံစားရတယ်ဆရာမဆိုတာထက်မင်းတို့ကတော့ဒါအခုမှဆိုတာမင်းတို့လည်းသိမှာအဲ့အမမှုပဲအမထည့်ထားတဲ့ empathy မှုပဲအဲ့တော့အမအိမ်ကညီမသူ့ကို career ရှာတွေ့ပြီးသူ့ပတ်စံနဲ့သူအဲ့လိုမျိုးရှာတွေ့တဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်စီခြင်းတယ် like မင်းတို့လည်းတူတူပဲချွတ်စွမင်းတို့လည်းတူတူပဲအမစိတ်ချမ်းသာတယ်လို့ပဲစိတ်ချမ်းသာစေမဲ့ formula ခံယူချက်နီးလန်မင်းတို့လည်းစိတ်ချမ်းသာစေခြင်းတယ်မင်းတို့ဘဝမှာပျော်ရမယ်တော်ရမယ်ပတ်စံများများရှာနိုင်ရမယ်အဲ့ဒါအမ formula YCR တိုင်းပျော်ရမယ်တော်ရမယ်ပတ်စံများများရှာနိုင်ရမယ်အဲ့3ခုဒီလားပျော်ရမယ်တော်ရမယ်ပတ်စံများရှာနိုင်ရမယ်အဲ့ဒါ YCR ဆိုအဲ့လိုဖြစ်ရမယ်အဲ့မှုနဲ့တဲ့အဲ့ဒါ empathy မရှိဘဲနဲ့ထွက်လာမှာမဟုတ် empathy မရှိဘယ်လိုတင်မလဲကျမဒီနေ့တင်မဲ့ခေါင်းစဉ်ကတော့ self ဟိုဗာလေ emotional intelligence ကြောင့်ဖြစ်ပါတယ် self awareness ဆိုတာဘာဖြစ်ပါတယ်ဒီနေ့ကတော့လောက်ပါပဲပြီးပါပြီအဲ့လိုလာပါလေကြုံလာတော့မသိဘူးနော်အဲ့လိုအကွက်တိလာပါနော် okay ထားပါတော့အဲ့တော့ empathy ကနေရာတိုင်းမှာအသုံးဝင်တယ် professional life မှာလည်းအသုံးဝင်တယ် empathy လို့ပြောလိုက်ရင်ဟိုလိုမျိုးဟိုတနာညတာထောက်ထားဟိုသူများနေရာပဲသူများနေရာဝင်ခံစားအဲ့လောက် level ကိုပဲမတွေ့ဘူးနေရာတိုင်းမှာ empathy ထည့်နိုင်တဲ့လူကအောင်မြင်တယ်
နေရာတိုင်းမှာ empathy ထည့်နိုင်တဲ့လူကအောင်မြင်တယ်မိသားစုထဲမှာလည်းထိုနည်း၎င်းပဲ